Good morning everyone, this is Taswi from MIPD Institute. Today I will be sharing some English pronunciation tips. You know, English pronunciation နဲ့ပတ်သက်တဲ့အကြံဉာဏ်လေးတွေလမ်းညွှန်မှုလေးတွေကျွန်တော်ဒီနေ့ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတွေအနေနဲ့မဖြစ်မနေလေ့လာရတဲ့အထက်မှာ pronunciation လေးပါပါတယ် pronunciation ကောင်းမှသာလျှင်ကျွန်တော်တို့တခြားလူကအထူးသဖြင့် native speaker တွေကကိုပြောတဲ့စကားကိုနားလေတာဖြစ်ပါတယ် pronunciation မမှန်ဘူးဆိုလို့ရှိရင်တစ်ဖက်လူကလုံးဝနားမလည်ပါဘူးဆိုတော့ကကြတော့ဒီလို pronunciation ကိုလေ့လာတဲ့နေရာမှာနေ့စနစ်တွေကိုသိတယ်ဆိုလို့ရှိရင်တော့အလွယ်တကူနဲ့ pronunciation အမှန်ကိုထွက်ဆိုနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်နေ့စနစ်တွေထဲကတစ်ခုဖြစ်တဲ့ second syllable drop လုပ်ရတဲ့နေ့စနစ်ဖြစ်ပါတယ်ကျွန်တော်တို့အင်္ဂလိပ်စကားလုံးတွေကတတန်နှစ်တန်သုံးတန် one syllable two syllable three syllable အတန်ထွက်တဲ့စကားလုံးတွေထဲမှာအထူးသဖြင့် second syllable ကို drop လုပ်ရတဲ့နေ့စနစ်ကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ် Let's see some example ဥပမာနည်းနည်းကြည့်အောင်ပထမဆုံးဥပမာက vegetable ပေါ့နော်ဟင်းသီးဟင်းရွက်လို့အဓိပ္ပာယ်ရပါတယ်ဒီ vegetable ဆိုတဲ့ဆရာမှာ v g ဆိုတာဒုတိယမြောက်အတန်ဖြစ်တဲ့အဲ့ဒီဒုတိယမြောက်အတန်ထဲမှာ e ဆိုတဲ့စကားဒီ alphabet လေးကိုကျွန်တော်မြုပ်လိုက်တယ်ဆိုလို့ရှိရင်တော့ vegetable ဆိုတဲ့အတန်ထွက်အမှန်ထွက်လာပါတယ်အဲ့တော့အတန်ထွက်အမှားကတော့ vegetable ဖြစ်ပြီးတော့အတန်ထွက်အမှန်ကတော့ vegetable ဖြစ်ပါတယ်ဒုတိယမြောက်စကားလုံးက favorite ပေါ့နော်နှစ်သက်သောအဲ့တော့နှစ်သက်သောဆိုတဲ့ဒီစကားလုံးမှာ f a v o favor vo ဆိုတဲ့နေရာမှာဒုတိယအတန်ဖြစ်တယ်ပေါ့နော်ဒုတိယအတန်မှာ o ဆိုတဲ့စကားလုံးကိုကျွန်တော်မြုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ favorite favorite so တဲ့အတန်အမှန်ထွက်လာပါတယ်ပေါ့နော်နောက်ထပ်စကားလုံးတစ်လုံးကတော့ကျွန်တော်တို့ memory ပေါ့နော် memory ဆိုတာမှတ်ရန်ဖြစ်ပါတယ်အဲ့တော့ memory မှာ second syllable o ဆိုတဲ့စကားလုံးကိုမြုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ memory ဆိုတဲ့အတန်ထွက်အမှန်ထွက်လာပါတယ်နောက်ထပ်စကားလုံးကတော့ camera ဆိုတာကျွန်တော်တို့ camera ပါပဲဓာတ်ပုံဗီဒီယိုရိုက်တဲ့ဟာပေါ့လေသူ့မှာလည်းကျွန်တော်တို့ကsecond syllable ကိုမြုပ်လိုက်တဲ့အခါကျရင် second syllable ကe ဆိုတဲ့စကားလုံးကြာတာပေါ့နော် me ပေါ့နော် e ဆိုတဲ့စကားလုံးကိုမြုပ်လိုက်တော့ camera ဆိုတဲ့အတန်ထွက်အမှန်ထွက်လာပါတယ်အတန်ထွက်အမှန်ကတော့ camera မဟုတ်ပါဘူး camera အတန်ထွက်အမှန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဆွေးနွေးသွားတဲ့စကားလုံးလေးတွေရဲ့အတန်ထွက်အမှန်ကိုထွက်ဆိုနိုင်မယ်လို့နားလည်ပါတယ် second syllable ကို drop လုပ်ပြီးတော့ဆိုရတဲ့စကားလုံးလေးတွေဖြစ်ပါတယ် Thank you so much